လူတွေအားလုံးငါမင်းရဲ့ကြောင်းဆုံးသိပါမလားဖြည့်ရှင်ပြဖို့ချိန်တွေယူအောင်မလားသူတို့မြင်တဲ့ရှူတောင်းကပဲထင်ချင်းရထင်နေမှာပဲစာနာရင်ပင်စိတ်မဲ့တဲ့သားရဲ့တွေနဲ့ဝတ်ကြွေရှိခဲ့ရင်ဆုံးရမှာပဲမကျူးလွန်မိတဲ့အပြစ်ရှိရင်လေကံပါရင်ခံရမှာပဲကန်ဆိုခြင်းကအိမ်ရှိရောက်တဲ့ခါအိမ်ကမကောက်ပဲကိုရှိရောက်လာရှောင်းခြင်းမရပါကိုပေါ်နာခြင်းခဲ့တဲ့သူတွေဘာရန်စုံညိုတီမမထားတော့ပါဘူးမုန်းတဲ့ရရှိကိုလဲဆွဲမထားခြင်းဘူးကိုပေါ်နာယူခဲ့တဲ့သူတွေတရားချင်းထားသွားခြင်းမခင်တော့ပါဘူးဝမ်းနေခြင်းတွေအိမ်ကိုမသေးခြင်းတော့ဘူးကိုယ်တိုင်တွေ့ရမှဆင်းရဲခြင်းကိုသိမြင်ရအမှန်တရားဆောင်တဲ့နတ်ဟာတကယ်ရှိလို့လားလောကတန်ရဲ့လိုင်းချမ်းတွေတဲ့ကံပါရင်ခံရမှာပဲကန်ဆိုခြင်းကအိမ်ရှိရောက်တဲ့ခါအိမ်ကမကောက်ပဲကိုရှိရောက်လာရှောင်းခြင်းမရကိုပေါ်နာခြင်းခဲ့တဲ့သူတွေဘာရန်စုံညိုတေမမထားတော့ပါဘူးအမုန်းတန်ရရှိကိုလဲဆွဲမထားခြင်းဘူးကိုပေါ်နာယူတရားချင်းထားသွားခြင်းမခင်တော့ပါဘူးဝမ်းနေခြင်းတွေအိမ်ကိုမသေးခြင်းတော့ဘူးကိုပေါ်နာခြင်းခဲ့တဲ့သူတွေဘာရန်စုံညိုတီမမထားတော့ပါဘူးအမုန်းတန်ရရှိကိုလဲဆွဲမထားခြင်းဘူးကိုပေါ်နာယူတရားချင်းထားသွားခြင်းမခင်တော့ပါဘူးဝမ်းနေခြင်းတွေအိမ်ပြန်မသေးခြင်းတော့ဘူးကံပါလာတော့လေဘလို့ပဲရှောင်းလွှဲမရတဲ့